မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ။ဇွန်လ14ရက်နေ့မှာကျွန်တော်တို့ကြားနာခွန်အားယူကြရမယ်။သတင်းစကားရဲ့ခေါင်းစဉ်ကတော့ကရဏိတောင်ကုန်းပေါ်ကလူဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်။ရှေးဥစွာဆက်ကဆူတောင်းကြပါစို့။ကောင်းကင်ဘုံ၌ရှိတော်မူသောဖာဤနေ့ရက်တည်တဲ့ခြေစွတင်ပါတယ်။ခရစ်ယာန်ရဲ့နှုတ်ဘတ်တော်မြတ်နဲ့ခွန်အားယူကြမည်ဖြစ်ပါတယ်။အကောင်းဆုံးနားလည်သဘောပေါက်ပြီးခရစ်ယာန်လိုတော်တိုင်းသက်ရှင်နိုင်ပွဲနဲ့မှစတော်မူပါ။နားလည်နိုင်သောဉာဏ်ပညာနဲ့လက်တွေ့လိုက်လျှောက်အသက်ရှင်နိုင်သောဝိညာဉ်ခွန်အားကိုခရစ်ယာန်ပေးတော်မူပါယေရှုခရစ်တော်ဖြစ်နာမ၌ယုသေးသောဆုတောင်းပါ၏ပါအာမင်ကျွန်တော်တို့နှလုံးသွင်းမယ့်နှုတ်ကပတ်တော်မြတ်ကတော့ရှင်လုကာခရစ်ဝင်ခန်းကြီး9ငယ်23မှာတွေ့ရပါတယ်ငါ၌စီးကပ်လိုသောသူဖြစ်လင်ကိုညင်းပယ်ရမည်ကိုလက်ဝါးကတ်တိုင်ကိုနေ့တိုင်းထမ်း၍ငါနောက်သို့လိုက်ရမည်မျောလင့်ခြင်းအသင်းသားတွေဟာဆိုရင်တန့်ရှင်းဖြူစင်ခြင်းရှိခြင်းနဲ့ဆိုရင်သူတို့ရဲ့စိတ်နှလုံးမှာကောသူတို့ရဲ့အိမ်ထောင်မှာကောတန့်ရှင်းသောဝိညာဉ်တော်ကိုဖိတ်ခေါ်ထားရမှာဖြစ်ပါတယ်။ဖျားသခင်ဟာဆိုရင်ကျွန်ုပ်ကိုအလင်းပေးတဲ့နေရာမှာယနေ့ခေတ်ဣသေလလူမျိုးတွေကိုရော့ရှစ်မှာနှိမ့်ချခြင်းကိုပြုပြီးတော့ညစ်ပတ်နေတဲ့ဝိညာဉ်ဗိမာန်ကိုဆေးကြောမယ်ဆိုရင်ဖျားနာသူတွေအတွက်ဆုတောင်းပေးတဲ့အခါကိုရောနားညောင်းတော်မူမှာဖြစ်ပါတယ်။ယောဂရှိသမျှကိုပျောက်ကင်းသွားစေမယ်။ယုံကြည်ခြင်းနဲ့လူသားတွေဟာဆိုရင်ယောဂအားလုံးကိုတွန်းလှန်ကုသပေးနိုင်ပါတယ်။ဘုရားရှင်တတ်မှတ်ပြင်ဆင်တဲ့ယောဂကုထုံးရိုးရိုးကိုပဲအသုံးပြုရမှာဖြစ်ပါတယ်။အဲ့ဒီလိုကြိုးစားခြင်းကိုဘုရားရှင်ကောင်းကြီးချပေးမှာပဲဖြစ်ပါတယ်။အလင်းတော်များစွာရရှိပြီးတဲ့နောက်မှာလဲဘုရားရှင်ရဲ့လူတွေဟာဆိုရင်အကျင့်မှားတွေမှာပျော်မွေ့ပြီးတော့မိမိကိုယ်ကိုနှိမ့်မြုပ်စေပြီးပြုပြင်ပြောင်းလဲခြင်းမရှိဘူးဆိုရင်အကျိုးဆက်ကိုခံစားကြရမှာဖြစ်ပါတယ်။ခရွင်းအရသာအတွက်ငွေကုန်ခံပြီးတော့ဆွဲလန်းခြင်းရှိကြတယ်။အဲ့ဒီလိုအကြောင်းကြောင့်ဘုရားရှင်ဟာဆိုရင်သူတို့ကိုကယ်တင်မှာမဟုတ်ပါဘူး။မိမိရဲ့စိတ်အလိုကိုလိုက်ခြင်းအတွက်ရလက်ဖြစ်ပါတယ်။သူတို့ဒီဝမ်းနည်းလျက်အိပ်ရကြလိမ့်မည်ဆိုပြီးတော့ဟေရှာယအနာဂတိကျမ်းခန်းကြီး90ငယ်17မှာဆိုထားပါတယ်။ဘုရားရှင်ချပေးထားတဲ့ကျမ်းမာခြင်းဝိညာဉ်ခွန်အားရဆိုရင်အကျွယ်ဝဆုံးကောင်းကြီးတွေဖြစ်နေပါလျက်လူဘလောက်ကလက်လွတ်ဆုံးရှုံးနေရပါတယ်လေလူများစွာဆိုရင်အထူးအောင်မြင်မှုတွေနဲ့အထူးကောင်းကြီးတွေရရှိဖို့ရန်အတွက်လုံးပန်းနေရကြပါတယ်အဲ့ဒီလိုမျိုးလုံးပန်းတဲ့သူတွေရဲ့စိတ်ထဲမှာဒုက္ခဆင်းရဲခြင်းခံရမယ်မျက်ရည်ကျပြီးတော့ဆူတောင်းရမယ်လို့သဘောထားကြပါတယ်အဲ့ဒီလိုမျိုးပုံကိုယ်တွေဟာဆိုရင်နှုတ်ကပတ်တော်ကိုလစ်လာပြီးတော့ဆူတောင်းခြင်းလုပ်ကြမယ်ဆိုရင်ဘုရားရှင်အလိုတော်ကိုနားလည်သွားကြမှာဖြစ်ပါတယ်ကိုရောရဲ့အလိုတော်အတိုင်းဆောင်ရွက်ပြီးတော့ကိုကျိုးမကြည့်တဲ့အသက်တာအဖြစ်နေထိုင်မဲ့ဆိုရင်ငြိမ်သက်ခြင်းကိုတွေ့ရှိကြမှာဖြစ်ပါတယ်ဒုက္ခဆင်းရဲခြင်းနာကျင်မှုနဲ့မျက်ရည်ကျရုန်းကန်နေရခြင်းဟာဆိုရင်မိမိတို့မျှော်လင့်ထားတဲ့ကောင်းခြင်းမင်္ဂလာကိုမယူဆောင်လာပေးနိုင်ပါဘူးလုံးလုံးဆက်ကပ်ခြင်းလိုအပ်ပါတယ်ဘုရားရှင်ထားတော်မူတဲ့ဂရုတော်အတိုင်းကြွယ်ဝတဲ့ကရုဏာတော်ကိုခံစားကြဖို့ရန်အတွက်သူတို့လှုပ်ဆောင်ကြရမှာဖြစ်ပါတယ်ငါ၌စီးကပ်လိုသောသူဖြစ်နေကိုညင်းပယ်ရမည်လို့ယေရှုရှင်မိန့်တော်မူထားပါတယ်ကိုလက်ဝါးကားတိုင်းကိုနေ့တိုင်းထမ်းပြီးတော့ငါနောက်သို့လိုက်ရမယ်လို့ရှင်လုကာခရစ်ဝင်ခန်းကြီး9ငယ်23မှာဆိုထားပါတယ်ယေရှုရှင်ရဲ့နောက်တော်ကိုရိုးလေးနဲ့ကိုညင်းပယ်ခြင်းအပြင်ချင်းကပ်ကြပါစို့ကရဏိလူကိုကျွန်တော်တို့ချီးမြှောက်ကြပါစို့စကားအပြင်ကောအကျင့်အပြင်ကောချီးမြှောက်ကြပါစို့ထာဝရဘုရားနဲ့နီးကပ်စွာနေပြီးတော့မိမိကိုဆက်ကပ်တဲ့သူတွေထံကိုဘုရားရှင်ဟာဆိုရင်အလွန်နီးကပ်စွာနေမှာပဲဖြစ်ပါတယ်ဘုရားရှင်ရဲ့ဝိညာဉ်တော်လှုပ်ဆော်ခြင်းဟာဆိုရင်ကျွန်တော်တို့ရဲ့စိတ်ထဲနဲ့အသက်တာမှာလိုအပ်နေပါတယ်ကိုရော့ရဲ့မြတ်သောတကူတော်ကိုဆွဲကင်ကြပါစို့ဒါမှပဲတန့်ရှင်းသောအသက်တာနဲ့ကိုညင်းပယ်နိုင်ကြမှာဖြစ်ပါတယ်ပုံမစင်ခြင်းစရာအကြောင်းအရာကတော့ကျွန်ုပ်ဟာဆိုရင်တန့်ရှင်းသောအသက်တာရရှိဖို့ရန်ဘယ်လိုမျိုးကတိုင်ကိုယနေ့ယူပြီးတော့ထမ်းရမလဲဆိုတဲ့အရာပဲဖြစ်ပါတယ်ဒီကနေ့အတွက်ဆင်ခြင်စရာအကြောင်းအရာတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်ကြားနာတော့ရောက်ချင်းစီတိုင်းမှာဖျားရှင်ကောင်းခြင်းမင်္ဂလာတလောင်းချပေးပါစေအာမင်